ဒီနေ့မှာတော့ protein 60-80 ရာခိုင်နှုန်းလောက်ထိပါဝင်နေတဲ့ dietary supplement တစ်မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။သူ့မှာပါဝင်တဲ့အာဟာရဓာတ်တွေနဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့်ကမ္ဘာပေါ်မှာသူ့ကို super food ဖြစ်နေတင်စားပြီးတော့ပြောနေကြရရှိပါတယ်။သူ့ရဲ့နာမည်ကတော့ spirulina လို့ခေါ်တဲ့စိတ်မြရည်ညစ်ဖြစ်ပါတယ်။ spirulina ကရေချိုနဲ့ရေငန်နှမျိုးလုံးမှာပေါက်ရောက်နိုင်ပြီးတော့အမြင့်ပုံစံရှိတဲ့ cyanobacteria ဖြစ်ပါတယ်။သူ့မှာပါအာဟာရတွေပါဝင်နေလေ။သူ့မှာပါဝင်တဲ့အာဟာရတွေကတော့ protein က60-80 ရာခိုင်နှုန်းထိပါဝင်နေပါတယ်။ amino acid တွေများစွာပါဝင်နေပြီးတော့အသားဓာတ်ထက်ကိုအစာရှည်ဖြတ်ရတာနည်းနည်းပိုပြီးတော့ခက်နိုင်ပါတယ်။ carbohydrate အနေနဲ့က15နဲ့25ရာခိုင်နှုန်းလောက်ထိပါဝင်နေတယ်။အဆီ% အနေနဲ့ကကျတော့5နဲ့10ရာခိုင်နှုန်းလောက်ထိပါဝင်နေတတ်ပါတယ်။နောက်ပြီးတော့တန်တဲ့ရယ်ဗီတာမင် B1 B2 ရယ် cyclothionin ဆိုတဲ့စိတ်ပြရည်ညစ်ကိုအပြာရောင်ပြောင်းပေးစေတဲ့အစွမ်းထက်ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတဲ့ဟာလည်းပါဝင်နေပါတယ်။ spirulina ရဲ့ကောင်းကျိုးတွေကတော့ရောင်ရမ်းမှုကိုချော့ချပေးတယ်။ကိုယ်ခံအားစနစ်ကိုပံ့ပိုးပေးတယ်။ဓာတ်မတည့်မှုကိုထိန်းညှိပေးတယ်။သွေးရင်းသကြားဓာတ်ကိုချော့ချပေးတယ်။ပူလန်းချောင်းကျန်းမာရေးအတွက်လည်းကူညီပေးတာတွေကိုလုပ်ဆောင်ပေးပါတယ်။နှလုံးကျန်းမာရေးအတွက်မကောင်းတဲ့ cholesterol နဲ့ triglyceride ကိုချော့ချပေးပြီးတော့သွေးဖိအားကိုလည်းချော့ချပေးပါတယ်